င်္ဂလာပါဒီပေါင်းတင်နာမှာပြန်လည်ကြည့်ဆိုလိုက်ပါတယ်ဒီနေ့တော့ economic ထဲက the role of government in the national and world economy ဆိုတဲ့ခေါင်းစဉ်ကိုပြောပါမှာဖြစ်ပါတယ် in a capitalist economy capitalist economy ဆိုတာကအရင်းရှင်စီးပွားရေးပေါ့နော်အရင်းရှင်စီးပွားရေးမှာa business and industry ဆိုတာလုပ်ငန်းတွေနဲ့နောက် business လုပ်ငန်းတွေနဲ့ဒီစီးပွားရေးနဲ့ဒီလုပ်ငန်းပေါ့ industry တွေဟာစိတ်ယုံအလုံးရောเนาะဒါတွေပြောတာပါ in private hands ဆိုတာပုဂ္ဂလိကတွေရဲ့လက်ထဲမှာရှိပါတယ် and free အဲ့တော့ပုဂ္ဂလိကတွေရဲ့လက်ထဲမှာရှိပြီးတော့မှသူတို့က income မှာfree ပေါ့လွတ်လပ်တဲ့လုပ်ငန်းတွေဖြစ်တယ်လွတ်လပ်တဲ့လုပ်ငန်းတွေပြောတဲ့အခါမှာအစိုးရရဲ့ဒီရောက်ကြမ်းမှမှုဒီရောက်နောက်ဆက်မှုဒီရောက်ဒီဈေးကွက်ရှာတာတို့ဘာထုတ်နေဆိုတာတွေကိုအစိုးရညွှန်ကြားထားတာမျိုးမဟုတ်ဘူးကိုကြိုက်တဲ့ပုံလုံးလို့ရတယ်နော်အဲ့လိုမျိုးရဘူး free လို့ခေါ်တယ်အဲ့တော့ competitive and market set wages and prices အဲ့တော့ပြီးတော့မှသူတို့ကပါလေရှင်ပြိုင်မှုရှိတယ်ပေါ့နော်ရှင်ပြိုင်မှုရှိတယ် competitive ဆိုတာရှင်ပြိုင်တာဈေးကွက်ရှင်ပြိုင်မှုရှိတယ်အဲ့ဒီဈေးကွက်ရှင်ပြိုင်မှုကဘာတွေဖြစ်စေတယ်လဲဆိုတော့လောက်အားခနဲ့ဒီပုံပစ္စည်းရဲ့ဈေးနှုန်းကိုဖြစ်ပေါ်စေတယ်ပေါ့ set ဆိုတာကအဲ့ဒီအပေါ်မှာအခြေခံပြီးတော့ဒီလောက်အားခနဲ့ဈေးနှုန်းကိုသတ်မှတ်ကြတယ်အဲ့တော့ socialist economy အဲ့တော့ socialist စီးပွားရေးမှာတော့ government of all business and industry အစိုးရကနေပြီးတော့မှဒီလုပ်ငန်းစီးပွားရေးလုပ်ငန်းအားလုံးနဲ့ industry စက်ရုံလုပ်ရုံအားလုံးကိုဆိုရက own ပိုင်နေ and fixed price artificially ပြီးတော့အစိုးရကပဲဈေးနှုန်းကိုเนาะသတ်မှတ်တယ်เนาะပုံသေးသတ်မှတ်တယ်ပေါ့เนาะမရှိတဲ့ဈေးနှုန်းဥပမာပေါ့အပြင်မှာပေါက်ဈေး9000ရှိတယ်ဒါပေမဲ့သူတို့က2000နဲ့ရောင်းရမယ်လို့ပြောလို့ရှင်2000နဲ့ပဲရောင်းပေးရမယ်เนาะဈေးနှုန်းကိုသူကဒီထုတ်လုပ်မှုပုံကြဈေးဘယ်လောက်ပဲရှိပါစေအစိုးရကဒီလောက်သတ်မှတ်ထားရင်ဒီလောက်ပဲရောင်းရတယ်ဒါကတော့ socialist economy ပဲဖြစ်တယ်a mixed economy ဆိုတော့ဒီ capitalist economy နဲ့ socialist economy ကိုပေါင်းစပ်ထားတာပေါ့ mix လုပ်ထားဒါကကြတော့ two system ဆိုတာစနစ်နှစ်ခုကို combination ဆိုတာပေါင်းစပ်ထားတာကို mixed economy လို့ခေါ်တယ်အဲ့တော့ American နိုင်ငံကတော့ has developed a largely capitalist economy သူတို့နိုင်ငံအနေနဲ့ကတော့သူတို့ကအများစုကဒီအရင်းရှင်စီးပွားရေးစနစ်ကိုဖန်တီးထားတယ် most other western nation အနောက်နိုင်ငံအများစုပေါ့နော် have mixed economy ဆွမ်းနာကပြောတယ်အရင်းရှင်နဲ့ socialist စီးပွားရေးစနစ်ကိုအောင်ဆက်ထားပြီးတော့ကျင့်သုံးရဲဆိုတာပြရအဲ့တော့ United States အမေရိကန်နိုင်ငံမှာ Federal State and Local Government အစိုးရ3ရပ်ရှိတယ်Federal ဆိုတာကတော့ပြည်ထောင်စုအစိုးရ State Government ကပြည်နယ်အစိုးရနဲ့ Local Government ဆိုတာဒေသန္တရအစိုးရပေါ့ဆိုတော့ Federal လို့ပြောလို့ရှင်ဒါတနိုင်ငံလုံးနဲ့ဆိုင်တဲ့အစိုးရဖြစ်တယ် State လို့ပြောလို့ရှင်တော့ပြည်နယ်ကိုဦးဆောင်ကြမှတ်တဲ့အစိုးရlocal ကကြတော့ရပ်ကျေးပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအစိုးရပေါ့နော်အဲ့တော့အစိုးရကိုတောင်းလိုက်၃မျိုးတွေ့ရမယ်အဲ့ဒီအစိုးရတွေက have income ဆိုတော့သူတို့ရဲ့ဝင်ငွေတွေကိုသူတို့ဝင်ငွေရှိတယ်အဲ့ဒီဝင်ငွေကိုဘာခေါ်လဲဆိုတော့ revenue ဆိုတာအခွန်ပေါ့ဤတွင်အခွန်လို့ခေါ်ပါတယ်ပြီးတော့မှ expand အဲ့ဒီဝင်ငွေအခွန်တွေကနေပြီးတော့မှသူတို့က expand သုံးရပါတယ်အဲ့တော့ဒီအခွန်တွေဟာ come mainly from two sources အဓိကအားဖြင့်အရင်အမြင့်နှစ်ခုကနေရပါတယ်
အဲ့ဒီအရင်းအမြစ်ကဘာလဲဆိုတဲ့ခါကျတော့ payment of taxes အခွန်ကနေပြီးတော့အခွန်ပေးဆောင်ခြင်းကနေရတယ်နောက်တစ်ခုက sales of bonds bond ဆိုတာကကြတော့ငွေစုလက်မှတ်ကိုပြောတာပါငွေစုလက်မှတ်ရောင်းခြင်းအပြင်သူတို့ကဝင်ငွေတွေရရှိပါတယ်ပေါ့နော်အဲ့တော့ income tax ဝင်ငွေခွန်လို့ပြောတဲ့အခါမှာတော့ a percentage of individual or business ဆိုတာတယောက်စီတိုင်းရဲ့ဒီလုပ်ငန်းကနေပြီးတော့မှတော့၎င်းတဦးတယောက်စီတိုင်းရဲ့ဝင်ငွေရဲ့ရာခိုင်နှုန်းတစ်ခုကိုပေးဆောင်ရတဲ့ဝင်ငွေဒီအခွန်ကို income tax လို့ခေါ်တယ်အဲ့တော့အဲ့ဒီအခွန်တွေကိုသူတို့ကအစိုးရကိုပိတ်ဆိုတာကပေးတာပေါ့နော်သူတို့ရဲ့ဝင်ငွေတွေထဲကရာခိုင်နှုန်းတစ်ခုကိုအစိုးရကိုပေးတာအဲ့ဒါကိုဘာခေါ်လဲဆိုတော့ income tax ဝင်ငွေခွန်လို့ခေါ်တယ် sales tax အယောင်းခွန်ဒါကကြတော့ဘာလဲဆိုတော့ a small percentage added to the price of an item or services ဆိုတာကကြတော့သူတို့ရောင်းလိုက်တဲ့ပစ္စည်းတစ်စုံတစ်ခုရဲ့ဈေးနှုန်းအပေါ်မှာเนาะရာခိုင်နှုန်းနဲ့ငယ်ကို added ဆိုတာထပ်ဆောင်ပေးရတာကို sales tax လို့ခေါ်ပါတယ်အဲ့တော့ city mark တို့လိုဘာလို့လိုမှာပစ္စည်းဝယ်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာအခွန်ဆိုပြီးတော့မှတွေ့ရပါလိမ့်မယ်အဲ့ဒါက sales tax ဖြစ်ပါတယ်အဲ့တော့ a government bonds is a loan အဲ့တော့ government bonds လို့ခေါ်တဲ့အခါမှာဒါအစိုးရကနေပြီးတော့မှချီးပေးထားတာပေါ့နော်ချီးငွေဖြစ်ပါတယ်အဲ့တော့ investor ဆိုတာယင်းနှိမ့်မြုပ်နှံတဲ့သူတွေက pay the government the price of the bond ဆိုတော့အစိုးရကိုအဲ့ဒီငွေစုလက်မှတ်ရဲ့ဈေးနှုန်းကိုပေးထားတာဖြစ်တယ် they can catch in the bond at any time ဆို anytime ဆိုတာဘယ်အချိန်အခါမှာပဲဖြစ်ဖြစ်သူတို့တွေကအဲ့ဒီ bonds ကို catch ငွေအဖြစ်နဲ့ပြောင်းလဲလို့ရတယ်ဒါပေမဲ့ the longer they hold it သူတို့ဒီ bonds ဒီစာရွက်ပေါ့ငွေတိုက်စာချုပ်ဒီစာရွက်ကိုကင်ထားတဲ့အချိန်ကာလအိုရှေလျားလေ the more it is what ပို့ပြီးတော့မှတန်ဖိုးရှိလေဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစိုးရအနေနဲ့အဲ့ဒီ bonds အပေါ်မှာသူတို့ကအတိုးတွေကိုပေးရတာဖြစ်တဲ့အဲ့ဒီအတိုးကိုဘယ်အပေါ်မှာအခြေခံပြီးတွက်တယ်လဲဆိုတဲ့အခါကျတော့သူတို့ဘလောက်ကြာဒီလက်မှတ်ကိုပေါ့နော်ဒီဘုံကိုထိမ့်သိမ်းထားတယ်လေသူတို့ရဲ့ထိမ့်သိမ်းထားတဲ့အချိန်ကာလပေါ်မူဒီအခြေခံပြီးတော့သူတို့ရဲ့ဒီအတိုးရရှိမှုအတိုးကိုတွက်ချက်တာဖြစ်ပါတယ် government use this source of revenue to meet their expense အဲ့တော့အစိုးရအနေနဲ့ဒီပြည်တွင်းအခွန်အရင်းအမြစ်ကနေပြီးတော့မှသူတို့သုံးစွဲရမယ် expenses ဆိုတာသုံးစွဲရပါတော့သူတို့သုံးစွဲရမယ်ပမာဏကိုရတဲ့အထိသူတို့အသုံးပြုပါတယ် for the federal government ပြည်ထောင်စုအစိုးရအတွက်ကတော့ expand including financing the armed force and paying the salaries of all government workers all the way up to the president ဆိုတော့အစိုးရပြည်ထောင်စုအစိုးရအနေနဲ့ကဒီဘဏ္ဍာငွေပေါ့နော် financing ဆိုတာဘဏ္ဍာငွေတွေကိုဒီsorry လက်နက်ကိုင်အဖွဲ့အစည်းကိုဘဏ္ဍာငွေထောက်ပံ့ရတာထောက်ပံ့ပေးရတယ်အဲ့ဒီအပြင်မှာ paying salary ဆိုတာလခတွေကိုလည်းပဲပေးရတယ်အဲ့တော့ဘယ်လိုပေးရတယ်လဲဘယ်သူကိုပေးရတာလဲဆိုတော့ government workers ဆိုတာအစိုးရအလုပ်သမားတွေနဲ့ဟိုသမ္မတအထိပေါ့နော် way up to the president သမ္မတအထိကိုဒီအခွန်တွေကနေပြီးတော့လခပေးရတာဖြစ်တယ်အဲ့တော့ပြည်ထောင်စုအစိုးရက fund education at all level ဒီပြည်ထောင်စုအစိုးရကနေပြီးတော့မှပညာရေးရန်ပုံငွေကိုဒီအဆင့်အားလုံးအတွက်သူကပေးတယ်ပေါ့နော်ရန်ပုံငွေပေးတယ်ဆိုအဆင့်အားလုံးလို့ပြောတဲ့အခါမှာပညာရေးမှာအခြေခံပေါ့နော်သူတို့primary secondary and higher ပေါ့၃ခုရှိတာပေါ့နော်အခြေခံမူလတန်းအလယ်တန်း
အခြေခံနဲ့အဆင့်မြင့်နဲ့ပေါ့နော်တပမာလို့ပြောမယ်ဆိုရင်တော့အဲ့တော့ run program such as Medicare နောက်တစ်ခုကသူတို့ဘာလုပ်လဲဆိုတဲ့အခါကျ Medicare ဆိုတာကျန်းမာရေးစောင့်ရှောက်မှုတွေလိုမျိုးအစီအစဉ်တွေကိုလည်းသူတို့လုပ်တယ် Medi-Aid ဆေးဝါးအကူအညီပေးတာပြီးတော့မှ social security လူမှုလုံခြုံမှုအတွက်ကိုလည်းသူတို့ကလုပ်ပေးတယ် regulate commerce ဆိုတာ commerce ဆိုတာကုန်သွယ်ရေးပေါ့နော်ကုန်သွယ်ရေးကိုကြပ်မတ်ပေးတယ် enforce safety standard အဲ့တော့ safety standard ဆိုတာလုံခြုံမှုအဆင့်အတန်းကိုenforce လုပ်ပေးတယ်ဆိုတာကအကောင့်ထဲပေါ်ပေးတယ်ပေါ့ဆိုတော့ safety standard လို့ပြောတဲ့အခါမှာအဆောက်အဦတွေဆောက်လုပ်တဲ့နေရာမှာအစာအသောက်ထုတ်လုပ်တဲ့နေရာမှာဘယ်လိုအတိုင်းဒါဘယ်လိုပမာဏမျိုးနဲ့ထုတ်လုပ်ရမယ်ဆိုတာမျိုးညွှန်ကြားပြီးတော့ဒီညွှန်ကြားချက်တွေကိုလိုက်နာသလားမလိုက်နာဘူးလားဆိုတာကိုကြပ်မတ်လုပ်ဆောင်ပေးတာကိုခေါ်တာဖြစ်ပါတယ်เนาะအဲ့တော့safety standard အဲ့ဒါအဆောက်အဦတွေ1 square မှာဒီ10 square feet မှာပေါ့နော်10 square feet မှာကြောက်ဘီလက်မြေတန်ဘယ်လိုသုံးရမလဲဟလာအထပ်ကိုဘယ်နှထပ်ဆောက်ရမယ်ဟလာအထပ်တစ်ထပ်ရဲ့အမြင့်ဘယ်လောက်ရှိရမယ်เนาะဒါတွေကိုဆိုရတတ်မှတ်ပြီးတာ providing funding for the art and scientific research နောက်တစ်ခုကကြတော့เนาะဒီဝိစာသိပ္ပံသုတေသနလုပ်ငန်းတွေအတွက်လည်းပဲသူတို့ကရန်ပုံငွေတွေပံ့ပိုးပေးပါတယ်နောက်တစ်ခုက maintain national park ဆိုတာအမျိုးသားပန်းခြံတွေကိုထိန်းသိမ်းပေးတဲ့လုပ်ငန်းတွေမှာ natural preserve เนาะတဘာဝအတိုင်းတဘာဝကိုတဘာဝအတိုင်းထိန်းသိမ်းတဲ့နေရာထိန်းသိမ်းရေးလုပ်ငန်းတွေမှာသူတို့ငွေကြေးပံ့ပိုးပါတယ် and help to fund and maintain a national transportation ပြီးတော့ဒီပြည်တွင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းပေါ့ပြည်တွင်းတည်ယူပို့ဆောင်ရေးစနစ်တွေကိုထိန်းသိမ်းတာတွေဒီ fund ဆိုတာကရန်ပုံငွေပေးတာတွေကိုလည်းပဲသူတို့ကကူညီပေးပါတယ်အဲ့တော့ဒီ Federal အစိုးရပေါ့နော်ပြည်ထောင်စုအစိုးရကရရှိတဲ့အခွန်တွေကိုအခုပြောသွားတဲ့ဒီနေရာတွေမှာအသုံးပြုပါတယ်ဆိုတာကိုပြောသွားတာဖြစ်တယ်နော်အဲ့တော့ state tax ဒါကတော့ပြည်နယ်ရဲ့အခွန်တွေပေါ့ပြည်နယ်ရဲ့အခွန်က pay for things like the state police force အဲ့တော့ပြည်နယ်ကလူတွေကပြည်နယ်ကရတဲ့ငွေကြေးတွေကိုရဲတွေကိုဒီလစာပေးတဲ့နေရာမှာအသုံးပြုရတယ်နောက်တစ်ခုကတနာပြီးတော့ highway maintenance เนาะအဝေးပြေးလမ်းမတွေထိန်းသိမ်းတဲ့နေရာမှာဒီပြည်နယ်အခွန်ကနေပြီးတော့မှလာပါတယ်အဲ့တော့ local city tax အဲ့တော့ဒီတန္တရမြို့ပြအခွန်တွေကကြတော့သူတို့ဘယ်ကနေဘယ်ကိုပို့ရတယ်လဲဆိုတော့ public school ဆိုတာအစိုးရကျောင်းတွေကိုပို့ရတယ် garbage collection ဆိုတာအမိုက်သိမ်းတာတွေကိုလုပ်ရတယ် liberal system ဆိုတာကဒီလွတ်လပ်တဲ့စနစ်တွေပေါ့နော်ကိုသူတို့ထူထောင်ဖို့လုပ်ပေးရတယ် municipal park ဆိုတာစီပင်ရဲ့စီပင်ကလုပ်တဲ့ပန်းချံတွေဆောက်ပေးရတယ်ပေါ့နော်အဲ့တော့ပြည်နယ်အစိုးရကနေပြီးတော့မှ also depend on tax for their revenue သူတို့ရဲ့အခွန်တွေအပေါ်မှာဒီပြည်နယ်အခွန်တွေအပေါ်မှာသူတို့မှီခိုရတယ် for their revenue ပေါ့နော်ပြည်နယ်အခွန်ရုံးအခွန်ဦးစီးဌာနပြည်နယ်တွေကနေကောက်ခံရရှိတဲ့အခွန်ကနေပြီးတော့မှသူတို့သုံးစွဲရတာဖြစ်တယ် each state determine အဲ့တော့ပြည်နယ်တိုင်းကနေပြီးတော့မှ determine ဆိုတာဆုံးဖြတ်ရတာ what tax it will assess ဆိုတော့ဘယ်လိုအခွန်မျိုးတွေကိုသူတို့ကောက်ခံရမလဲဆိုတာသူတို့ဖတ်တာသူတို့ဆုံးဖြတ်ရတာဖြစ်တယ်ဥပမာ Pennsylvania charge a state income tax Pennsylvania မှာရှိနေတဲ့ဒီလူတွေကိုသူတို့ကဝင်ငွေခွန်ကိုကောက်ကြတယ်ပေါ့နော် charge လို့ဆိုတော့ကောက်တယ်ဒါပေမဲ့လည်း does not charge sales tax on clothing ဒီအထည်အလိပ်ရောင်းတဲ့ထဲကနေတော့သူတို့ကအခွန်ကောက်ခံခြင်းမရှိဘူးပေါ့နော်ဒါပေမဲ့တခြားပြည်နယ်တွေမှာတော့
အထည်အလိပ်ကနေပြီးတော့မှအခွန်ကောက်ခံတာရှိနိုင်တယ်ပြောချင်တဲ့သဘောအဲ့ဒါလိုဖြစ်ပါတယ်အဲ့တော့ Federal Government ပြည်ထောင်စုအစိုးရကဒီ national economy နိုင်ငံရဲ့စီးပွားရေးကို setting tax rate ဆိုတာအခွန်နှုန်းသားတွေကိုပြဋ္ဌာန်းပေးခြင်းအပြင်စီမံတဲ့နေရာမှာအကူအညီပေးပါတယ် interest rate ဒီအတိုးနှုန်းတွေကိုလည်းပဲသူကသတ်မှတ်ပေးတယ် by regulating business and industry အဲ့တော့ဒီလုပ်ငန်းတွေဖန်တီးပေးတာဟလာစက်ရုံအလုပ်ရုံတွေဖြစ်အောင်သတ်မှတ်ပေးခြင်းအပြင်လည်းပဲနိုင်ငံရဲ့စီးပွားရေးကိုမောင်းနှင်ပေးပါတယ် it set and enforce rule governing minimum wages နောက်တစ်ခုကကြတော့ minimum ဆိုတာအနည်းဆုံးပေါ့နော် wages အလုပ်သမားခကိုလည်းပဲအစိုးရတွေကသတ်မှတ်ပေးတယ်သတ်မှတ်ထားတဲ့အတိုင်းသူတို့လုပ်လားမလုပ်လားဆိုတာကိုလည်းပဲ enforce ဆိုတာအကောင့်ထဲပေါ်ပေးတာပေါ့နော်အဲ့တော့ workplace standard ဆိုတာလုပ်ငန်းခွင်ရဲ့စံချိန်စံနှုန်းကိုလည်းသတ်မှတ်ပေးတယ်အဲ့တော့ဒီဆောက်လုပ်ရေးလိုဟာမျိုးပေါ့ဘေးအန္တရာယ်ရှိတဲ့နေရာဒါမှမဟုတ်လို့ရှိရင်လည်းပဲဆေးရုံဆေးခန်းဆိုရင်ဘယ်လိုအားတွေရှိရမလဲပေါ့နော်ဒါမျိုးတွေတို့ကသတ်မှတ်ပေးတာကြောင်းဆိုရင်ဘယ်လိုနေရာမျိုးဖြစ်ရမလဲဘယ်လိုဘာတွေရှိရမလဲပေါ့သူ့ရဲ့စံနှုန်းတွေကိုသတ်မှတ်ပေးတယ်ပေါ့လုပ်ငန်းခွင်ရဲ့ဒီစံနဲ့ကိုက်ညီအောင်လုပ်ပေးရเนาะအထူးသဖြင့်တော့အန်ဒီရရှိတဲ့စက်ယုံအလုံးယုံတွေမှာဒီပြောထားတဲ့အလုပ်သမားတွေနဲ့အလုပ်သမားတွေကိုကာကွယ်ပေးနိုင်တဲ့ဟာမျိုးသူတို့လုပ်ပေးရမယ်ပေါ့ fair business practice အဲ့တော့ဘာလုပ်ရမလဲ fair business practice ဆိုတာမျှတတဲ့ဘာတော့ business practice ဘာရှိရမလဲလုပ်အလေးအထားပေါ့နော်လုပ်ငန်းအလေးအထားမျိုးရှိရမယ်ဥပမာ it can penalize large financial institution အဲ့တော့သူတို့တွေကဘာလုပ်နိုင်လဲဆိုတော့ penalize large financial institution ဘာရနိုင်လဲ financial institution များပြားတဲ့ဘဏ္ဍာရေးအဖွဲ့အစည်းတွေကိုเนาะဘာလုပ်နိုင်လဲ penalize panel စောင့်ကြည့်ပြီးတော့မှhave been found to have defraud customer in United States ဒီများစွာသောပြည်နယ်တွေမှာသူတို့ရဲ့customer ဆိုတာစားသုံးသူပေါ့သူတို့ရဲ့ဖောက်တွေအပေါ်မှာသူတို့ပြုကျင့်နိုင်တဲ့ဒီစီကံဖောက်ဖျက်မှုချိုးဖျက်မှုတွေကိုတွေ့ရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ဒါကိုကြက်မှတ်နေစောင့်ကြည့်နေတယ်ပေါ့ penalize လို့အဲ့တော့ပြည်နယ်တွေကနေပြီးတော့မှအဲ့ဒီစက်ရုံအလုပ်ရုံလုပ်ငန်းတွေကိုသူတို့တိကျတဲ့လိုက်နာမှုပေါ့နော် specific ကိုတိကျတဲ့ဥပဒေတွေပြဋ္ဌာန်းပြီးအဲ့ဒီဥပဒေတွေကိုလိုက်နာဖို့လိုအပ်တယ်ဆိုပြီးတော့မှပြဋ္ဌာန်းပြီးတော့အဲ့ဒီစီကံနဲ့ကိုက်ညီနေသူတို့ကကြက်မှတ်လုပ်ဆောင်တယ် when doing business within the state အဲ့တော့သူတို့ရဲ့သက်ဆိုင်ရာပြည်နယ်ထဲမှာလုပ်ငန်းလာလုပ်တယ်ဆိုလို့ရှိရင်ပြည်နယ်တွေကနေပြဋ္ဌာန်းထားတဲ့ဒီဥပဒေတွေကိုလိုက်နာဖို့ရလိုအပ်တယ်ဆိုပြီးတော့မှဒီလုပ်ငန်းတွေကိုသူတို့ကကြက်မှတ်ရတာဖြစ်ပါတော့အဲ့တော့ကောင်းစီအောင်ဖြစ်ပါတော့ဒီလောက်ပဲဖြစ်ပါလေရောပြန်ပြောရမယ်ချိန်ရမယ်ဆိုလို့ရှိရင်တော့အမေရိကန်နိုင်ငံရဲ့စီးပွားရေးက capitalist economy ဟလာအရင်းရှင်စီးပွားရေးဖြစ်တယ်ဒါအဖြစ်ပေါ့နော်အဲ့တော့အရင်းရှင်စီးပွားရေးတော့ပေါင်းဆိုတာကြတော့ဒီပုဂ္ဂလိကတွေရဲ့လက်ထဲမှာလုပ်ငန်းအားလုံးရှိတယ်ဟလာအဲ့ဒီလုပ်ငန်းတွေကဒါမှလွတ်လပ်တဲ့ပြိုင်ဆိုင်မှုရှိတဲ့ဈေးကွက်စီးပွားရေးလုပ်ငန်းဖြစ်တယ်အဲ့တော့လုပ်အားခနဲ့ဒီဈေးနှုန်းတတ်မှတ်မှုတွေကိုဒီဈေးကွက်ပေါ်မှာအခြေခံပြီးတတ်မှတ်သွားဖြစ်တယ် socialist စီးပွားရေးဆိုတာကတော့အစိုးရကနေပြီးတော့မှဈေးနှုန်းကိုတတ်မှတ်ပြီးရောင်းချစေတာမျိုးကို socialist စီးပွားရေးလို့ခေါ်တယ်အဲ့တော့ mix economy ဆိုတာကကြတော့ဒီစနစ်နှစ်ခုကိုပေါင်းစပ်ပြီးတော့မှလောက်ကင်တာကို mix economy လို့ခေါ်ပါတယ်အဲ့တော့
revenue ဆိုတာပါလဲ income tax sales tax government bonds ဒါတွေကပါလဲဆိုတာကိုသိရမယ်အဲ့ဒါတွေကဘာအတွက်လဲဆိုတာကိုလည်းသိထားရပါမယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးပါဆိုင်အောင်တောင်းပဲခွန်က